အိမ်တော်ရေးကန်နဲ့ပတ်သက်ပြီးတော့ဆရာမရေအိမ်တော်ရေးလမ်းကြောင်းရဲ့ထိပ်မှာအခွဲအခွာကလေးပါနေတဲ့ဘာဖြစ်တတ်တယ်လဲနော်အိမ်တော်ရေးလမ်းကြောင်းရဲ့ထိပ်မှာဝိုင်းမုံတဲ့အခွာကလေးပါနေတယ်ဘာဖြစ်တတ်တယ်လဲဆိုပြီးတော့မေးလာတဲ့သူလေးတွေများလို့ဆရာမကဒီ post လေးနဲ့ဖြေပေးလိုက်တယ်နော်ဒီလက်ကလေးမှာဆိုလို့ရှိရင်နော်ဒီနေရာကလက်ဝါးဆောင်ရဲ့ထွက်လာတဲ့လမ်းကြောင်းလေးကအိမ်တော်ရေးလမ်းကြောင်းလေးဖြစ်တယ်ဒီလက်လေးမှာဆိုလို့ရှိရင်အိမ်တော်ရေးလမ်းကြောင်းက၃ကြောင်းအပြိုင်ပါတယ်နော်အလဲကောင်လမ်းကြောင်းကရှည်လျားတန်ရှင်းပြီးတော့အပြောင်းမှာအခွဲအခွာကလေးနဲ့ဖြစ်နေတာဖြစ်တယ်နော်အိမ်တော်ရေးလမ်းကြောင်းရဲ့ထိပ်မှာအခုလိုမျိုးဝိုင်းမုံတဲ့အခွဲအခွာကလေးပါနေမယ်ဆိုလို့ရှိရင်လက္ခဏာရှင်ကနော်အိမ်အောင်ကြတဲ့အခါမှာဆိုလို့ရှိရင်သူ့ချစ်သူအိမ်အောင်ဘက်ဟာအဝေးတနေရာကလူဖြစ်တတ်တယ်နော်အိမ်တော်ကြီးလမ်းကြောင်းရဲ့ထိပ်မှာဝိုင်းမုံတဲ့အခွဲအခွာပါနေမယ်ဆိုလို့ရှိရင်လက္ခဏာရှင်ကနော်လူမျိုးခြားဘာသာခြားနဲ့အိမ်အောင်ကြတတ်ပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းနော်မြို့ရွာမတူတဲ့သူဒါမှမဟုတ်လို့ရှိရင်လည်းအသက်အရွယ်မတူတဲ့သူတခုခုနော်ဌာနနေတဲ့သူမျိုးနဲ့အိမ်အောင်ကြတတ်တဲ့အမှတ်လက္ခဏာတစ်ခုဖြစ်ပါတယ်နော်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းလက္ခဏာရှင်နဲ့အိမ်အောင်ဘက်ဟာဆိုလို့ရှိရင်အကြောင်းတစ်ခုခုအကြောင်းပေါ့နော်နိုင်ငံရေးခြားကိစ္စအကြောင်းဖြစ်စေနော်နောက်ပြီးတော့ဝန်ထမ်းကိစ္စတွေအကြောင်းဖြစ်စေဒါမှမဟုတ်လို့ရှိရင်လည်းနော်စီးပွားရေးကိစ္စတွေအကြောင်းဖြစ်စေတယောက်တနေရာစီမှာခွဲခွာနေရတတ်တဲ့အမှတ်လက္ခဏာတစ်ခုဖြစ်ပါတယ်နော်လုံးဝမဟုတ်ဘူးဆိုလို့ရှိရင်လည်းအိမ်တော်ရေးလမ်းကြောင်းရဲ့ထိပ်မှာအခွဲအခွာပါနေတဲ့နှလုံးလမ်းကြောင်းနဲ့တန်ရှင်းကောင်းမွန်မှုမရှိဘူးဆိုလို့ရှိရင်တော့လက္ခဏာရှင်ဟာအိမ်တော်ရေးမှာကွဲကွာရတတ်တဲ့အတွက်ကြောင့်မလို့အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်နော်